ตายาเรมันนักเข็นเลยทุกมาโรฮีโร่ไบรน์เดียวลูโลจีเบเอยากาโนลาบาโรเด What the fuck ငါအိတ်တာကြောက်တောင်ကြာသွားတာလားဟာ ဒီနောက်ဟီရိုဘရိုင်းလေအပြာရောင်ညအိတ်ဝတ်ဆောင်ကြီးကိုလဲဖို့သူရဲ့နောက်ဆုံးပေါ်ဝတ်ဆောင်ကိုရှာလိုက်ပါတော့တယ် ။အိုကွာကြာပါတယ်။ဂျပန်မှာထားတဲ့ဝတ်စုံပဲဝတ်လိုက်တော့မယ် ဟီရိုဘရိုင်းတို့ကတော့ဂျပန်ကမှာထားတဲ့ဝတ်ဆောင်လေတီပုံကတီပုံကြီးပါပဲအခုတော့ပိုက်စာလာပြီမလို့ ။ဟော breakfast ပါဆိုင်ကောင်းလေ ဒါပေမဲ့ရှေခဲတက်တာထဲမှာဘာမှမရှိပါဘူးအဲ့ဒါကြောင့်ပဲဟီရိုဘရိုင်းလေ ။ရှေပဲတောက်ရတော့မှာပေါ့ကွာ။ရှေပဲကောင်းပါတယ်လीအကုန်ကြတတ်တာတယ် ဒီနောက်ဟီရိုဘရိုင်းလေဘိုက်ကစားနေသေးတာမလို့ပေါင်မုံမီးဖုတ်စားဖို့လှုပ်ပါလေရော ။ကဲကြာတယ်။တီမီဖို့ဆက်နေဆိုတော့ပဲ ဟီရိုဘရိုင်းကသာအိတ်ပုတ်တွေကြီးနေတာပါသူသားကတော့မိုးတော်မလင်းသေးဘူးထပြီးစော့နေပါပြီ ငါရဲ့ဘတ်စကတ်ဘောပစ်ချက်တွေကတိုးတက်လာပြီပဲတလောက်ဆိုကျောင်းအကောင်တွေကိုအေးအေးဆေးဆေးအနိုင်ကျင့်လို့ရပြီကွာအဲ့ဒီလိုနဲ့ဟီရိုဘရိုင်းရဲ့သားဖြစ်သူဟီရိုပြိုင်လေပါဝါတွေပါထုတ်သုံးနေရပါကဲဒီမှာနောက်တစ်ချက်တန်းဝင်ကွာဟီရိုပြိုင်တို့ရဲ့စကေးတွေကတော့လန်ထွက်ပြီးပြန်တက်နေရပါလာဆန်းပေါ်လုံးငါစီလာဆန်းသူဟာနဲ့သူတော့ဟုတ်နေတာပါပဲဒါပေမဲ့နောက်တစ်ခါပြစ်လိုက်တဲ့ပြစ်ချက်ကတော့မဝင်သွားတဲ့ပြင်ပေါ်လုံးကြီးပါအဝေးကိုလွှင့်သွားပါလေရောလွဲသွားပြီဟာတီးစမ်းပါကွာလိုက်ရှာရအောင်မယ်အဲ့လိုနဲ့ဟီရိုပြိုင်လေပေါ်လုံးကိုလိုက်ရှာဖို့ဒေါ်ရဲထွက်လာတာပေါ့တိတ်မကြလိုက်ပါဘူးသူ့ရဲ့ပေါ်လုံးကိုပြန်တွေ့ရတာပါပဲငါပဲလေငါပဲငါမျက်စိကမိုင်းတစ်ထောင်ကစော်တောင်မြင်နေကွာအဲ့လိုပြောနေတော့မှပဲထူးဆန်းတဲ့အတန်ကိုကြားလိုက်ရတာမလို့ဟီရိုပြိုင်လေအတန်ကြားရနောက်ကိုလိုက်သွားပါတော့တယ်ဆက်ဆက်ဆူဆူလိုက်ကြည့်လိုက်တဲ့အခါမှာတွေးလိုက်ရတာကတော့တခြားမဟုတ်ပါဘူး Entity 303ပါပဲသူကတောထဲမှာ AC ရှောက်သွားနေတာပါအဲ့လို AC ရှောက်သွားနေတဲ့ Entity 303ကိုတော့ AC သွားလို့မရအောင်ဝါးစားချင်နေတဲ့ကောင်တစ်ကောင်လိုက်သွားပါတော့တယ်အဲ့ဒါကတော့ဝင်ပလွေငပြူးပါပဲငပြူးကခွေးလို့ကြီးတွေဟောင်းပြီးနောက်ကပြေးလိုက်လာရင် Entity 303ကိုခြောက်လိုက်ပါလေရော Entity 303လဲမျက်နှာမဲကြီးနဲ့လှည့်ကြည့်လိုက်ပါတယ်မင်းလိုကောင်လေးရများငါ့ကိုကြိုက်မတဲ့လားရော့ကွာဒီမှာ Titan TV Man ရဲ့ Red Screen Power ဘာမှမသိတဲ့အနီရောင်ပါဝါတွေနဲ့ဝင်ပလွေကောင်ကိုပြစ်လိုက်ပြီးတဲ့နောက်မှာတော့ Entity 303လဲထွက်သွားပါလေရောတိတ်မကြပါဘူး Teleport တွေပါတုံးပြီးပျောက်သွားတာပါပဲဝင်ပလွေကောင်ကတော့မျက်လုံးတွေပါနီးရဲကုန်ပြီးစိတ်ယူးတွေဖောက်လာခဲ့ပါပြီပြီးတော့သူဟာတားကောင်ရဲ့အနှံ့ကိုလည်းကောင်းကောင်းရနေတာပါသူ့ရဲ့သားကောင်ကတော့ဟီရိုပြိုင်းမှာပဲဟီရိုပြိုင်းလဲသူ့စီဝင်ပလေကောင်ကြီးပြေးလာတာမလို့လှစ်ပြေးပါလေရော Oh my dog ပဲဟေးကဲကြပါအောင်ဟီရိုပြိုင်းကအပြေးတန်မိမဲ့တော်တော်ကိုပိန်းတဲ့ကောင်မှာတခြားနေရာတွေထိမပြေးပဲတနေရာထဲမှာပဲပတ်ပြေးပြနေတာပါဝင်ပလေကတော့ဘဲကောင်စိတ်ဖောက်လို့ဖောက်နေမှန်းတော့မသိတော့ပါဘူးအိမ်ထဲမှာတော့ဟီရိုပရိုင်းတယောက်မနှက်စာကိုတနိုင်လောက်ကြာအောင်ချက်ပြုတ်ပြီးစပိုးမူးတွေလုံနေတာပါ ။တောက်မိမတယောက်တည်းခီးထွက်သွားတော့အလုပ်တွေရှုပ်လိုက်တာကွာ အိမ်ပြင်ဖက်မှာတော့သူ့သားတယောက်ဝင်ပလွေဆွဲခတ်နေရပါပြီအတန်ပြဲကြီးနဲ့អော်နေတဲ့ဟီရိုပြိုင်းရဲ့အတန်ကိုကြားရမှာပဲဟီရိုပရိုင်းနဲ့သူ့သားအဆွဲခံရတော့မှကိုတိသွားပါလေရော ။ဟာကိုကောင်ဘာဖြစ်ညာလဲ ဟီရိုပရိုင်းနဲ့တယ်လီပေါ့အစွမ်းနေသုံးပြီးထွက်သွားတဲ့ခါမှာတော့သူ့သားဟီရိုပြိုင်းတယောက်မတိုင်းအောင်အသေးတန်ပြေးနေရတာကိုတွေ့လိုက်ရပါလေရော ။အော်ဒီဝင်ပလေတောက်ဆုပ်ကငါတောင်းမှကြိုက်မယ်ပေါ့လေ ဟီရိုပရိုင်းကတယ်လီပေါ့သုံးပြီးဝင်ပလေကောင်ရဲ့လမ်းကိုပိတ်ပြီးရှက်လိုက်ပါလေရော ။အမေမင်းကငါ့တောင်ပြန်ကြည့်ရတာပဲအတော်ဟောက်နေပြီပေါ့ ဝင်ပလေကောင်လည်းဘလောက်စိတ်ဖောက်ဖောက်ဟီရိုပရိုင်းကိုတော့ကြောက်ရတာမလို့ တားလေဟီရိုပြိုင်လေးကိုချစ်လို့လိုက်စားနေရပါတကယ်မဟုတ်ပါဘူးနော်တောင်းပြီနော်တတာ ဝင်ပလွေထွက်ပြေးသွားတာကြီးကအမီးတောင်ရှာမရတော့တဲ့ထိပါပဲ ။ဟျောင်းမင်းပါလို့အလောက်တောင်ပြာရာတွေခတ်နေရလဲ။မင်းအဲ့ဒီကောင်တောင်ပြန်မချနိုင်ဘူးလားကွာ တားအဲ့ဒီကောင်ကြောက်တယ်ဗျအဲ့ကောင်ကပုံမှန်မဟုတ်ဘူးအဖေလိုပဲယူနေတာ ။ဘာကွာမင်းရများသွားစားသွားလို့တော့ ဟာစားလို့ရအောင်မလားတားအိမ်မက်ထဲမှာစားရီတညလုံးလှုပ်ထားတာလေမရဘူးလား ဒီကောင်တော့တောက်ခွက်လာပြောင်းနေတယ်မင်းမေအတိုင်းပဲမင်းကငါစောင့်ကြည့်နေမှာနော်စာမလုပ်လို့ကတော့ငါအကြောင်းသိမယ် ဟီရိုပရိုင်းကတော့သူ့သားကိုစူပူအောင်းငေါက်နေပြီးဟင်းအိုးကိုတောင်မှိတ်နေတာပါအဲ့ဒါကြောင့်အခုတော့ဟင်းအိုးကြီးလည်းမီးတွေတောင်လောင်နေပါရောလောလောဆယ် channel လေးကို subscribe လုပ်ရသေးရင်လုပ်ထားပေးပါအောင်နော်
Oh God သွားပြီထင်တယ် တယ်လီပေါ့နဲ့ဝင်သွားပြီးတဲ့နောက်တော့ ဟုတ်တာပေါ့ကွာငါတို့မနှက်စာငှက်ပြီးထင်တယ် ဟီရိုပရိုင်းလည်းမိသက်ဖို့ရေခဲတက်တာထိတ်ကရေခဲတုံးတွေကိုထုတ်လာပါတော့တယ် မနှက်စာငှက်တာအရေးမကြီးဘူးအိမ်မီးလောင်သွားမှလမ်းဘေးအိတ်နေရမယ် ရေခဲတုံးတွေကုန်ထည့်တာတော့မှမိကလောင်နေတောင်းမှာပဲ တောက်ပွိုင်မယ်ကွာရေမြများနဲ့ငိမ့်မရမှာဟာ ဒီနောက်ဟီရိုပရိုင်းလည်းရေကန်စီထွက်လာပါတော့တယ်ရေကန်နားမှာတော့ငါဖမ်းနေတဲ့ကောင်မလေးတယောက်ရှိနေပြန်ပါတယ် ဟေးအလှလေးရေထဲကငါးတွေကဖမ်းရတာခန့်ရင်ကိုယ့်ရင်ထဲအချစ်တွေဖမ်းကြည့်ပါလားအရန်လွယ်တယ် ဟီရိုပရိုင်းတို့ကတော့အိမ်မီလောင်ခန့်နေတယ်တောင်မှဖုန်ကကြောင်နေတောင်းမှာပဲ အော်လောလောဆယ်ရေပုံးလေးခဏငားမယ်နော်ငါခ1500ပေးမယ် ဒီနောက်ရေခတ်ပြီးဟီရိုပရိုင်းလည်းအိမ်ထဲကိုတယ်လီပေါ့နဲ့ပြန်ဝင်သွားပါတော့တယ် ကဲကွာလောင်ချင်အောင် အခုတော့မင်းငိမ့်သွားခဲ့ပါပြီ တော်သေးတာပေါ့ကွာပြာကြတော့မလို့ ကဲမကောင်းပါဘူးဖုတ်ထားတဲ့ပေါင်းမုံတွေလည်းကပ်ပလီတွေလိုမဲမဲကြီးတွေဖြစ်ကုန်ပြီမီးတွေတူးကုန်ပါပြီ တောက်ရင်ကိုကန်ဆိုးနေပါလားဟာတရားထိုင်အောင်မှရမယ် မနက်10:00နာရီတောင်ထိုးသွားခဲ့ပါပြီဟီရိုပြိုင်တို့ကတော့အဖေစကားကိုအလေးထားပြီးဂိမ်းတွေဆော့နေပါလေရောရှော့ကွာရှော့အကုန်ရှော့ အေးမင်းမရှော့သွားမယ်မင်းကိုစာလုံးလို့ငါပြောထားတယ်လေ အဖေကဘလို့လို့ရောက်နေရလဲကျွန်တော်ကစာလုပ်နေပါတယ်အဖေရဲ့ဒီမှာလေ ဒီကောင်ထိမ့်မဲ့စာမြောက်ပေါင်း1000ထိမ့်လိုက်ရတာမှတတ်တောင်းမယ်လက်ခွမ်းထဲမှာပဲ ဟီရိုပရိုင်းလည်းတော်တော်လေးကိုပောက်ကွဲပြီးထွက်သွားတာပါဟီရိုပြိုင်ကတော့သူ့အဖေလစ်တာနဲ့ဂိမ်းကိုပဲဆက်ဆော့နေတာပါ ရှော့ဟီရှော့ဟာမင်းတို့ကောင်တွေတွေ့မယ် အခုတော့ဟီရိုပရိုင်းတယောက်သူ့ရဲ့ကားအလန်းစားကြီးနဲ့တူအိမ်ကနေထွက်သွားပါတော့တယ် ဟိုးငါစော်ကြီးနှောင်းတွေကြနေတဲ့ထင်တယ်ညနာပေါင်းတင်အောင်မှရမယ် အဲ့လိုနဲ့မောင်းလာရင်တနေရာအရောက်မှာတော့ ဟာဘာကြီးလား ဟီရိုပရိုင်းရဲ့ကားရှိမှာပိတ်ရက်နေတာကတော့ Entity 303ပါပဲ what the ဒီကောင်ကွာ ဟီရိုပရိုင်းလည်းကားဘရိတ်ကိုစွတ်တွေနင်းရပါလေရော ဟိုးတော်ပါသေးရဲ့ကွာမတိုင်မီလို့မဟုတ်ရင်အလကားနေထောင်ကြနေအောင်မယ် ဟီရိုပရိုင်းကြီးလည်းဒေါ်ပွားပွားနဲ့ကားပေါ်ကဆင်းလာပါတော့တယ် ဒီကောင်ပါကောင်လေဒီကောင်ဒီလိုပဲလှုပ်ရှားနေရနေမယ် ဟီရိုပရိုင်းကတော့ Entity 303ကဘာကောင်လဲဆိုတာကိုခုချိန်နဲ့မသိသေးတာပါ မင်းကဘာကောင်လဲဒီနယ်မြေမှာမင်းကဒီလိုလှုပ်ရှားနေတာကြားပြီလား Entity 303ကဘာမှမပြောပါဘူးဒါပေမဲ့မျက်နှာမဲကြီးတဲ့ကနေမျက်လုံးအနီရောင်ကြီးနှလုံးဖြစ်သွားပါတော့တယ် မင်းမျက်လုံးကဘာဖြစ်တာလဲ Entity 303ကဘာမှမပြောပဲဟီရိုပရိုင်းကိုစထိုးပါလေရောဟီရိုပရိုင်းတယောက်သူ့ကားပေါ်ကိုသူပြန်လွင့်သွားပြီးတော်တော်လေးကိုနာသွားတာပါ မင်းငါ့ကိုထိုးတယ်ပေါ့လာစမ်းပါကွာမင်းကတော်တော်စကားများနေကောင်းမယ်ဘိုင်တစ်ချမယ် ဟီရိုပရိုင်းတောတာတစ်ချမ်းလောက်ထွက်သွားပြီး Entity 303ကိုထိုးမုံတစ်လုံးလောက်လက်ဆောင်ပေးလိုက်ပါလေရော ဘလို့လဲနေကောင်းသွားပြီလားကွာ Entity 303ကတော့နှစ်ပေါင်း2000လောက်တတိလစ်သွားတာပါ 2,000 years later. အဲ့ဒီနောက်မှာတော့မျက်လုံးหนีကြီးတွေကပြန်လင်းလာပြီးသူ့ရဲ့ပါဝါတွေကိုထုတ်သုံးပါတော့တယ်ပါဝါတန်းကြီးကတော်တော်လေးကိုကြီးပြီးပြင်းအား100ရာခိုင်နှုန်းတောင်ရှိနေတာပါကံကောင်းသွားတာကတော့ဟီရိုပရိုင်းကဒါကိုအမြန်ဆုံးပဲရှောင်လိုက်နိုင်ပါတော့တယ်ဟီရိုပရိုင်းရဲ့ကားကြီးကတော့တဆစီတွေပြုတ်ပြက်ထွက်ကုန်တာပါ ဟိုတရားဖို့3ကောင်ငါကားကိုဖျက်ဆီးပစ်ပြီးဟာ အဲ့ဒီချိန်မှာပဲ ဒီမှာလာပြီးကွာဖနှောင်တစ်ပေါက်အသက်ပြောင်း ဟီရိုပရိုင်းကတော့အရှောင်အတိန်ပန်တိန်လိုပါပဲမရှောင်နိုင်တော့ Entity 303ရဲ့အစွမ်းတွေကတခါတည်းရှော့တွေဖြစ်ကုန်နိုင်တဲ့အစွမ်းတွေပါ ဒီကောင်ရှောင်းတာတော်တော်မြန်တာပဲငါတွေ့ဘူးသမျှကောင်ထဲမှာဒီကောင်အမြန်ဆုံးပဲ အခုတော့ဟီရိုပရိုင်းကစဆော်နေပါပြီသူက Entity ကောင်ရှောက်ကြည့်နေတော့မှအလစ်ဝင်ကန်ပြစ်လိုက်တာပါဟီရိုပရိုင်းက Entity 303ကိုအလွတ်လုံးဝမပေးတော့ပဲစက်တနက်ပြစ်တယ်လို့စက်တိုက်ကိုထိုးပါလေရောနောက်ဆုံးမှာတော့ Entity ကောင်လည်းအဝေးတွေပါလွင့်ကုန်ပြီးတော်တော်လေးကိုနာသွားတာပါ ဒီလောက်ဆိုရင်ဒီကောင်လောက်သွားပြီထင်ပါတယ်ကွာဟ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 ာ Entity 303တို့ကတော့ကြောင်မကတ်နေပြီး ဒီကောင်ကတော်တော်စိုးရကောင်ပဲဟာဒီကောင်မသေးသေးဘူးပဲလာစမ်းကွာ ဒီတစ်ခါမှာတော့ Entity 303ကသူ့ရဲ့အဆိုးဆုံးပါဝါတွေကိုထုတ်ပြနေပါပြီ ဒီကောင်မင်းအလှည့်ပဲကွာတောင်ငါရဲ့အနှစ်တစ်ထောင်အချင်းထောင်ထဲမှာကျင့်လာခဲ့တဲ့ပါဝါတွေပဲရော့မြည်ကြီး Entity 303ကအပြင်းစားပါဝါတွေနဲ့ကိုချပစ်နေတာပါ Hero Prime ကတော့အဝေးတွေလွှင့်ကုန်ပြီးတောင်တွေပါပြုတ်ကုန်တာပါဒါပေမဲ့
Entity 303ကအလွတ်မပေးပါဘူး Hero Prime ကိုတပ်ပစ်ဖို့ teleport သုံးပြီးထပ်လိုက်သွားတာပါ မင်းကတိတ်တော်နေတယ်ပေါ့လေယောအခုမင်းပါတတ်နိုင်သေးတယ် Hero Prime ပြန်တတိယလာပေမဲ့ Entity 303ကအနီရောင်စွမ်းအားတွေကိုသုံးပြီးထိန်းချုပ်လိုက်တာပါအခုတော့ Hero Prime ကနေမိသွေးခဲကြီးပါဖြစ်သွားပါပြီအတော့ဆုံးနေတာပါ Entity 303လည်းနောက်ထပ်ရန်သူတွေကိုဖျက်ဆီးဖို့ထွက်သွားပါတော့တယ်တေချာတာကတော့သူတို့ရဲ့တိုက်ပွဲကမပြီးဆုံးသေးပါဘူး